မင်္ဂလာပါအားလုံးဘေးကင်းကြပါရဲ့လားဗျာကျွန်တော်လွန်ခဲ့တဲ့၄နှစ်လောက်ကဒီ PLC နဲ့ပတ်သက်ပြီးတော့ကို့မှာရှိတဲ့ training software လေးကိုမိတ်ဆက်ရင်းနဲ့ပေါ့လေဗီဒီယိုလေးတစ်ခုလုပ်ဖြစ်တယ်ဗီဒီယို editing တွေပါလုပ်တတ်လို့မဟုတ်ပေမဲ့လို့အဲ့ဒီတုန်းကကိုရိုနာကြောင့်ပဲတွင်ကျပြီးပေါ်လာတဲ့ Zoom ကိုသုံးရင်းနဲ့ဒီဗီဒီယိုလေးတစ်ခုလုပ်ဖြစ်ပဲတစ်ခုလေးပါပဲဒီတိုင်းမေ့မေ့ရောပစ်ထားလိုက်မိတာပေါ့နော်ကိုဒီဗီဒီယိုတိတ်ပြီးတော့လဲကြည့်တဲ့သူကများတာမဟုတ်ပေမဲ့လို့အနေငယ်ကြာလာတဲ့အခါမှာဒီကြည့်ပြီးတော့အလေးနဲ့ပြန်ပြောတဲ့သူတွေမိကုန်းတွေပြန်မေးတဲ့သူတွေအဲ့လိုတွေ့လာတဲ့အခါကိုကတောင်းပန်မကင်းသလိုခံစားရတယ်အဲ့ဒီတော့ဘာရမဟုတ်ဘူးအပြင်ထွက်မရလို့အားနေတာနဲ့ပဲလုပ်ဆက်ရှိတာလုပ်လို့ရတာလေးလုပ်မယ်ဆိုပြီးကိုရှိတဲ့ software လေးမျှဝေရင်းနဲ့ပဲတရားကိုလုပ်မိလိုက်တာပြင်မဲ့လို့ငါဘာလို့ဆက်မလုပ်ဖြစ်တာလဲဆိုတကယ်တော့အားလုံးသိတဲ့အတိုင်းပဲဒီတိုင်းပြည်အခြေအနေကြီးမားတဲ့အပြောင်းလဲဖြစ်သွားတဲ့နောက်ပိုင်းမှာဘောနဲ့ခြေခွဲစရာနာကျင်စရာဒေါသထွက်စရာတွေများစွာမှာကိုယ်လည်းရှင်သန်ရက်တည်ဖို့ကြိုးစားရင်းနဲ့ဒီနေတိုင်းမြန်မာပြည်ရဲ့တည်င်းကိုပဲအဓိကထားပြီးတော့အာရုံစိုက်နေရတဲ့အချိန်မှာဒီလိုအသိပညာတက်ပညာကိစ္စတွေကိုသိပြီးခေါင်းနဲ့မထည့်နိုင်တော့တဲ့အတွက်မကြည့်ပြတာလည်းပါပါတယ်ဒါပေမဲ့အခုတော့ဒီ automation နဲ့ပဲလည်းနောက်တစ်ချိန်ဟလာအသက်ကြီးမှပြန်ရောက်တဲ့အခါကျတော့ကျွန်တော်ပြောစရာလေးတွေထပ်ရှိလာပြီးတော့တခုတော့ထပ်ပြီးတော့ပြောနိုင်တာလေးပြောမှာပဲဆိုပြီးပြန်အာရုံတဲ့သဘောပါပဲလေးနှစ်တောင်ကြာသွားပြီဆိုတဲ့အခါကျတော့လေဗီဒီယိုတစ်ခုနဲ့တစ်ခုလေးနှစ်ချဆိုရည်စရာတော့ကောင်းတာပေါ့ဗျာလန်နင်းကတော့ရက်တန်လို့မရတဲ့အခါကျတော့ကိုလည်းလန်နင်းလုပ်ရင်လည်းအခြားသူတွေလည်းကိုသိရလေးတွေထပ်ပြောမယ်ဆိုပြီးတော့ကျွန်တော်အခုလိုဒီဗီဒီယိုလေးကိုထပ်လုပ်ဖြစ်တာပါကဲကျွန်တော်တို့ဒီနေ့ကဘာပြောချင်တာလဲဆိုရင်အဲ့ဒီတုန်းက Mitsubishi website ထဲမှာကျွန်တော်ဒီMitsubishi website ရဲ့ service and support ရဲ့အောက်မှာ e-learning course ဆိုတာလေးရှိတော့အဲ့ဒီမှာမြန်မာဘာသာလည်းရှိတယ်ဗျ Mitsubishi ကိုအဓိကထားပြီးပြောရတာလေကိုနဲ့ Mitsubishi ကတည်းရဲ့ဆက်ဆက်မှုတော့မရှိပေမဲ့သူ့ပစ္စည်းကိုလည်းပြန်များသုံးပြီးတော့ကျွန်တော်တို့နှစ်ပေါင်းများစွာသုံးခဲ့ရတာရဲ့လာဂျပန်ရဲ့ဒီ automation နယ်ပယ်က company တွေထဲမှာ Mitsubishi က global မှာထိပ်ပိုင်းကိုတွားပြီးတော့တက်ပြီးတော့အရှင်မောင်တန်းနိုင်တယ်ပေါ့ channel company တွေကတော့ကဘာတိတာရှိပေမဲ့လို့ဒီတခြား product တွေနဲ့တည်တာလည်းရှိမယ်သူ local မှာအားကောင်းမယ်နဲ့လို့ခုန Hitachi တို့ပါလို့ဆိုကဘာမှာကြတော့တဖြည်းဖြည်းနဲ့ဒီနယ်ပယ်မှာတည်တာနေပါတခြားနယ်ပယ်တွေမှာတော့ strong ဖြစ်တာရှိတယ်အဲ့လိုပေါ့နောက်တစ်ခုက Mitsubishi ကဒီပညာရက်ကိုသူဒီမှာစီးပွားလာရှာရနေပဲမြန်မာပြည်လူငယ်တွေ training ပေးတာရယ်ဟာလာနိုင်ငံခြားဘာသာပြောဆုံးပေးတဲ့နေရာမှာမြန်မာဘာသာအနေငယ်ပါလာတယ်တိတ်အများကြီးမဟုတ်ဘဲနဲ့မြန်မာဘာသာနဲ့လေ့လာလို့ရတယ်ပေါ့လေအဲ့တော့ဘာပဲဖြစ်တာမြန်မာပြည်ကိုလည်း focus ထားတယ်စေတနာမှန်တယ်ဆိုတော့သူကလေ့လာတဲ့ထဲမှာပါတယ်လေ့လာလို့လွယ်ကူနိုင်တယ်ဆိုပြီးကျွန်တော်share တာပါအဲ့ဒီတော့ကိုယ်မှရှိတဲ့ software လေးကလည်း Mitsubishi ဖြစ်နေတဲ့အခါကျအဲ့ဒီ e-learning course တဲ့ဒီကဝင်တာပေါ့လေနောက်တစ်ခုအဲ့တော့သတိမထားမိတာမရှိဘူးလားအခုမှပဲတွေ့သလားတော့မသိဘူးနောက်ဟောလေဒီကဒီ business support ဆိုတာတဲ့မှာ satellite training series ဆိုတာလေပါလာတယ်အဲ့ဒီကောင်ထဲမှာလည်းခုနအခြေခံလေ့လာလို့ရတဲ့ course တွေတွားတွေ့တယ်တွေ့ခါဒါလေးလည်းထပ်ပြီးတော့ပြောအောင်မှာပါပဲသတိထားမိတဲ့လူ Mitsubishi နဲ့ရင်းနှီးပြီးတော့ဆက်ပြီးတော့သိတဲ့လူတွေကတော့သိမယ်ဗျမသိတဲ့လူဖို့ကြတော့ဒါလေးကမတွေ့ဘဲနဲ့ကြော်သွားနိုင်တယ် business ဆိုကိုယ်နဲ့မဆိုင်တယ်လို့နေနေအဲ့ဒီအောက်မှာပဲ satellite training series ဆိုတဲ့ထင်မှာကျွန်တော် PLC ရဲ့ inverter ရဲ့ဒါတွေကတော့ automation မှာအဓိကသူတို့ကလည်းဇက်ကောင်နေပဲပေါ့နော်နောက်တစ်ခါသူတို့ရကြတော့ GOT ရဲ့ဒီကောင်လည်းဇက်ကောင်ပဲအခုခင်မှာသူကြီးပဲတုံးလာကြပြီပေါ့နော်နောက်တစ်ခါ AC Servo နော် Patrol Servo ကြောင့်ဆိုဒီကောင်လည်းတော့ခက်တယ်ဒါပေမဲ့သူလည်း automation ဇက်ကောင်ပဲ robotic တွေသူက Servo ကသွားတဲ့ကောင်ဆိုတော့လေအဲ့မှာကျွန်တော်တို့ part 1 PLC ကတော့အဓိက automation မှာအဓိကဆိုတော့ဒါကိုပြောနည်းနည်းလေးဒါနဲ့ပတ်သက်ပြီးတော့လဲဆက်ပြောပြမှထင်တယ်ဒီအဲ့တော့ one ကို click လုပ်လိုက်ပြီးတော့ကျွန်တော်သွားမယ် channel site လည်းကိုဝင်ကြည့်ပြီးတော့လက်နှိပ်ပေါ့နော်အဲ့ဒီမှာ download လုပ်ယူလို့ရတဲ့အောက်ကိုဆက်သွားတယ်သူတို့ကိုယ်တိုင်လည်း YouTube ပေါ်မှာပြန်တင်တာတွေပြန်ရှင်းတာတွေရှိတယ်ဒီ course ကိုပဲပေါ့နော်အခုက PDF နဲ့ download လည်းရတယ်ဒီမှာစာအုပ်ကဒီပုံစံလေး textbook လေးကတေးပါလေးပါပဲအခြေခံပဲပြောတာဘယ်သူပဲဖြစ်ပေါ့ဗျာအခြေခံဟိုတင်ပေးရင်းနဲ့နောက်ဆုံးတော့ကို product ကိုအဓိကဟိုဖြစ်တာပေါ့ကို product ကိုပဲကြော်ကြိုင်းနဲ့ကို product စီကိုဆွဲခေါ်သွားတာပေါ့ဒါကတော့သူတို့ business စီးပွားရေး business လုပ်တဲ့လူတွေရဲ့ကျွမ်းကျင်မှုလို့ပဲပြောရမှာပေါ့နော်အဲ့ခါကျတော့ဒီသူ့ရဲ့ product လေးတွေနဲ့ဆက်ပြီးတော့ကျွန်တော်တို့ဒီမှာ PDF တွေ download လုပ်လို့ရတယ်ဗမာတွေတော့ကတော့အင်္ဂလိပ်ပေါ့ဗမာလိုဘာသာရေးစကားမရှိဘူးတခြားဘာသာစကားတွေရှိရဆိုအင်္ဂလိပ်လို download လုပ်ပေါ့နော်ဂျပန်နဲ့ဆက်လို့ original ဂျပန်လိုကတော့
တနေ့ပိုကောင်းတော့ကြည့်တက်လို့ရှင်တော့ဂျပန်စာတက်လို့ရှင်တော့ချစ်ဘာသာစကားတွေကဘာသာပြန်လာတဲ့စာသူ original ပုံလာအဲ့တော့ဒီ course မှာဘာတွေပါလဲဆိုတာလဲဒီမှာပြထားတယ်နော်အခန်းလေး၈ခုလောက်နဲ့အဲ့ဒါလေးကိုလေးလာကြည့်မယ်ဆိုရင်ကောင်းတယ်ကျွန်တော်တော့ဒီမှာ PDF file လေးကိုယူထားပြီးတော့ PDF နဲ့လည်းရှေ့ဒါအချက်မြရှက်ပြီးတော့ပြမှာပါဟိုနဲ့ share သတင်းပေးတဲ့သဘောပဲကျွန်တော်တော့ကြည့်တာကိုယ့်ဘက်ကိုလေးလာမှာအများနဲ့ PDF နဲ့ပတ်သက်ပြီးတွေ့နေကြရှင်းပြနေကြပုံစံလေးတွေပါလာတယ်အသေးစိတ်လေးတွေနောက်သူဒီစာအုပ်ဖွဲ့စည်းပုံလေးမှာအခြေခံစလေးလာတဲ့ symbol တွေသင်္ကေတတွေကအစပေါ့ပစ္စည်းလေးတွေသူရိုးရိုးရှင်းရှင်းလေးနဲ့တစ်စင်ချင်းတက်ပြီးတော့ program တွေရောက်လာပြီးတော့နောက်ဆုံးမှာတော့သူ့ရဲ့ဒီ software ကိုမိတ်ဆက်ပြီးတော့ဆွဲယူရတာပေါ့နော်ဆွဲခေါ်သွားတာဒါတော့ကိုယ့်အတွက်စိုက်တဲ့အကျိုးရှိမယ်လို့ထင်တဲ့အတွက်ဒီကောင်လေးတစ်ချက်ပြချင်တာပါဒါပဲအဲ့တော့ကျွန်တော်တို့PLC နဲ့ပဲကအခုက automation တွင်ကျလာတာနဲ့အမျှ PLC ကလည်းကဘာနဲ့ဟိုကျွန်တော်တို့မသိတဲ့ company တွေကအများကြီး PLC company ဘယ်နှခုရှိလဲ AI ကိုမေးကြည့်ရှာကြည့်ပါလားသူပင်လေအကုန်လုံးထုတ်မပြနိုင်မပြောနိုင်အဲ့လိုများတယ်local company တွေဆိုတိတ်မသိဘူးပေါ့ကမ္ဘာအဆင့် global ဖြစ်လာတဲ့ company ကြီးတွေကိုပဲကျွန်တော်တို့သိတော့top 20တို့ပါတော့အဲ့လောက်ကိုပဲရှာလို့ရတယ် website ပေါ်မှာပဲရှာ AI ကိုပဲရှာခိုင်းဟလားဒီခေတ်မှာ AI ကိုဘာမဆိုမေးလို့ရပြီလို့ထင်ပေမဲ့တကယ်တော့သူလည်းမသိတာတွေရှိတာတွေရှိတာပဲဒါကြသူကလည်းရှိပြီးသား data အချက်လက်တွေကနေပဲသူကလည်းယူရတာဟုတ်အဲ့ခါကျတော့ PLC company တွေကများပါတယ်ကျွန်တော်တို့မသိတယ်အများကိုတိရနှိစက်ရမှာပဲလာဒီကပြောဆိုခြင်းလည်းနေကြတာဟိုအကုန်လုံးလိုက်သိနေစရာတော့မလိုဘဲနဲ့အခြေခံတော့ခုလည်းပါပဲဒီအခြေခံကနေပဲသွားတာပဲသို့တော့ဒီနယ်ပယ်ကကြီးမားတယ်11.7 billion လောက်ရှိတဲ့ market ထဲမှာပေါ့နေကြတာအဲ့တော့ PC community ဘယ်လောက်များလဲဆိုတော့အချမ်းမြင်ကြည့်မယ်ဆိုလို့ရှိရင်ဒီထိတ်ဆုံးမှာတော့ခုနလို Siemens ကလူတိုင်းသိတဲ့ company ပေါ့ German company ဆို German company Siemens ရှိတယ်နောက်ဒီထဲမှာကျွန်တော်ကြားဘူးတာတွေမကြားဘူးတာတွေပါမယ်German company တိုင်းတော့ကိုမသိဘူးတခြားထုတ်ကုန် product ကိုသုံးပြီး Siemens မသုံးPLC ကိုမသုံးဘူးတာတွေရှိတယ်ဒါ Rockwell Automation ကအမေရိကပေါ့ Mitsubishi ကဒီကတက်အဆင့်လောက်မှရှိလာပြီဆိုတော့ဂျပန်နေ global ဒီထိရောက်လာတာ Mitsubishi ကဒီနယ်ပယ်မှာအားကောင်းတယ်လို့ပြောရတယ်။နောက် Schneider ဗမာတွေသိတဲ့ company ပြင်သစ် company ဖြစ်တယ်။ဒီကောင်လေးABB လည်းဗမာတွေသိတယ်ကျွန်တော်တို့စီကိုရောက်တယ်ပေါ့တော်တော်များများပြပွဲတွေပါတယ်မှာဒီလွန်ခဲ့တဲ့ရသဆုအခက်ကတော်တော်များများဒီ automation နဲ့ပဲပြပွဲမှာဒီ company တွေရောက်လာပြီးတွေ့ရတယ်။ဘာပြီးကိုခြေလှမ်းကြတာနှမျိုးကောင်းတယ်ပေါ့ဗျာဒါတွေဝမ်းနေစရာကောင်းတာဒေါသဖြစ်စရာလည်းကောင်းတာ။Honeywell ဒီကောင်လည်း American company ပါထိပ်ပိုင်း30လောက်ထဲမှာအခုဆိုဂျပန်ရဲ့ Omron ပါလာပြီ။ Omron ဆိုကျွန်တော်တို့ Omron ရဲ့အခြားပစ္စည်းတွေအများကြီးသုံးလို့တဲ့ relay တို့ timer တို့ Omron က top ပဲပြောရရင် global လည်းဖြစ်တယ်ဒီ company ကကမ္ဘာမှာလည်းအများကြီးပဲသူ company ကိုသို့တော့ PLC မှာ Omron မသုံးဘူးသေးဘူးတချို့တွေတုံးနေပြီးတော့ဒါပဲဆွဲပြီးတုံးနေတယ်ရှိဆို Omron မှာလည်း strong ဖြစ်မှုတွေအများကြီးရှိတယ်ဒီနေ့ပဲမှာသူက relay ကိုပိုင်တဲ့ maker တခုဖြစ်တဲ့အတွက် Omron စိတ်ဝင်စားစရာကောင်းတယ်ထားပါတော့ကိုပင်လင်သိမသိဘူးဒီ Hitachi ကတော့ PLC စောစောပိုင်းမှာသုံးခဲ့ဘူးတယ်ကျွန်တော်ဆရာတွေခက်ကသူက Hitachi ကထူးခြားချက်ကဂျပန်မှာ PLC ကိုတကယ်တမ်း PLC လို့မခေါ်ဘူးဗျ sequencer လို့ခေါ်တာ sequencer ဘာသူတို့အတန်တော်နေ sequencer နဲ့ခေါ်တာအမှန် sequence control လို့ခေါ်တယ်ဒီနယ်ပယ်ကိုဒါဟိုဟာပေါ့ဘုဒ္ဓတာဖြစ်ကျွန်တော်တို့လေးပြောတာပါ sequence control လို့ခေါ်တာသူက sensor မြတ် sequence တွေเนาะsequence asset တွေနဲ့ control လုပ်သွားတဲ့သဘောကိုယူပြီးတော့မှအဲ့ဒီဟာကိုလုပ်တဲ့ဥစ္စာကို sequencer ဆိုတဲ့စကားလုံးအစ်စ်ကို programmable logic controller ကိုကြတော့သူက sequence controller တနည်းအားဖြင့် sequencer လို့ခေါ်တာနာမည်တက်လိုက်တာသို့တော့ Hitachi ကခုနလိုနောက်ရောက်သွားတယ် Mitsubishi ကရှေ့ကိုတက်လာ Hitachi ကတခြားတော့ဒီ inverter တို့ဘာလို့သူ strong ဖြစ်တဲ့နယ်ပယ်တော့အများကြီးရှိပါတယ်ဟာလား machinery ရန်တရားတွေဘက်မှာနောက်တော့ medical electronic ဘက်မှာသူကဆရာကြီးကတော့ဆရာကြီးနေရာမှာရှိနေတယ်ဒီ automation နယ်ပယ်မှာကျတော့ Hitachi ကနောက်ရောက်သွားတဲ့ကသူသုံးတဲ့ sequencer ဆိုတဲ့အသုံးတော့လည်းတဖြည်းဖြည်းရော့သွားတယ်ကျွန်တော်တို့ခုနပြောတဲ့ Mitsubishi ရဲ့ဒီ PLC course ထဲမှာတော့မှဆက်ဆက်ပိုင်းဒီ chapter တွေမှာရေးထားတာဒီမှာ what is PLC what is sequence control ဒီလိုကနေလာပြောချင်တာ sequence control ဆိုဒီ automation ရဲ့အလုပ်လုပ်ပုံဘာသာရေးအနေနဲ့စကားနဲ့ပြောရင် sequence control လို့သုံးတာပြီးတော့ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့ sequencer ဆိုတော့
internet ပေါ်မှာရိုက်ပြီးရှာကြည့် automation နဲ့ပဲမဟုတ်တော့ musical နဲ့ပဲတို့ sequence ပေါ့နော် sequence စကားနဲ့ပဲ musical တို့ဒီ animation တို့ပဲနဲ့ပဲမှာပဲသုံးတယ်လို့ဖြစ်သွား sequence control လို့ပြောတော့ PLC နဲ့ပဲရောက်လာ automation ဘက်ကိုရောက်ပဲမဲ့ sequencer လို့သုံးလို့ရှိရင်ဒီနဲ့ပဲစကားမဟုတ်တော့ပဲနဲ့ဟိုဘက်ရောက်ဒါ Hitachi ကပြည်တွင်းမှာပဲသုံးလိုက်တဲ့စကားလုံး sequencer ကတကယ်ကဘာမှာကြတော့နေပဲတခြားနေပဲမှာသုံးတာဖြစ်နေတယ်ဒီ musical တို့ animation တို့ဆိုတော့ဘာလို့အလင်းတင်တော့ပြောတာဒီ Hitachi ကနိပညာကုမ္ပဏီမြန်မာတယ်ဆိုတော့ပြောအခုချိန်နေလည်းရှိနေပါသေးသို့တော့ဟို Mitsubishi ကိုတော့ဒီ PLC မှာတော့မပြီးတော့နောက်ရောက်သွားဘာကြောင့်လဲဆိုတော့ Mitsubishi က CC link ဆိုတဲ့ technique ကိုပေါ်လာတဲ့ CC link တီးသန့် cable နဲ့ပေါ့ဘယ်ပဲဖြစ်ဖြစ် CC link cable တစ်ချောင်းနဲ့ဆက်နိုင်တဲ့စနစ်ကိုရောက်လာတဲ့ခါကျတော့သူကအရင်အကောင်းသွား Hitachi မှာလည်းဒီ Anywire ဆိုတဲ့စနစ်တစ်ခုသုံးပါသေးတယ်cable ကျိုးရိုးရှိတဲ့ wire နဲ့ပဲနှစ်ချောင်းနဲ့ကျိုးနှစ်ချောင်းနဲ့ဆက်လိုက်တာနဲ့အကုန်လုံးဆက်မိတဲ့ဥစ္စာမျိုးဒါပေမဲ့ Mitsubishi CC link ကပိုအားကောင်းတဲ့အတွက်သွားတာအခုဒီပုံထဲမှာတော့ပြတာ fiber ပြတာပဲနဲ့တကယ်တမ်းကျွန်တော်တို့ CC link cable ကိုအများဆုံးသုံးနေတယ်အခုလက်ရှိချိန်မှာအဲ့ဒါကတော့အားတာသွားတယ်ပေါ့လေထားပါတော့ဒီဟာတွေပြောဖို့ငကိုကရှိရတာတော့မဟုတ်ဘူးတခုခုပြောရင်းနဲ့အခုဒီ IDEC maker ဆိုဂျပန်နာမည်ရင်း Izumi ခေါ်တယ်ဒီကောင် PLC ကိုကျွန်တော်တို့မသုံးဘူးဒါပေမဲ့လို့ဘာကိုသုံးဘူးလဲဆိုတော့သူနဲ့ပတ်သက်တဲ့ပစ္စည်းဟာဒီ control box အသေးလေးတွေ plastic fiber နဲ့ပဲလုပ်တဲ့ဒီဘာခေါ်မလဲpress button switch လေးတွေပေါ့နော် lamp လေးတွေ switch လေးတွေအဲ့ဒီကောင်တွေမှာဒီကောင်ပစ္စည်းတွေကတော်တော်လေးကောင်းတယ်တွင်လဲတွင်ကျဲတယ်နောက်ပြီးတော့ဒီterminal တွေပေါ့ terminal တွေကိုမှသူကကောင်းတယ်သူ့ကိုသုံးတော့များတယ် PLC တော့မသုံးဘူးပြောရရင်အဲ့တော့ဒီလိုမျိုးကိုမသိတဲ့ဒီလိုကုမ္ပဏီတွေလည်းရှိတယ် Vienna ဆိုမသိဘူးသူ ABB Group ရဲ့ member ABB Group ဆိုမှသိဒီလို base ရှိတယ်ဒါဒီလိုနိုင်ငံတွေရဲ့ PLC သူ့နိုင်ငံအလိုက်ကိုလည်းကောင်းတာတွေရှိတယ်ဒီ Bosch ဆိုကျွန်တော်တို့ဒီနာမည်ကစိတ်မပဲဒီလိုမျိုးနောက်ကနာမည်အတွဲပါလာတော့ကိုယ်တွေသိမသိဒါဆိုဂျာမန်ကုမ္ပဏီရဲ့ဒါသူ Bosch ဆိုကိုက2စီပဲသိတာဆိုတော့ဒါတတ်ဟို brand logo လည်းမတူဟို Bosch နဲ့ဆိုတော့ဘယ်လိုဆက်ဆက်တော့မသိဘဲနဲ့ဒါလည်းကုမ္ပဏီကောင်းတစ်ခုပဲရောဘကုမ္ပဏီကြတော့ကိုယ်တွေသိမသုံးဘူးလည်းမသိဘူးပေါ့နော်နောက်တစ်ခါဒီကိုရိုးဆိုရင် electronic လောကမှာသူလည်းရှေ့ပြေးခဲ့တယ်တိုးတော့ PLC ကိုမသုံးဘူးရှိမှမသိဘူးကိုတခြားပစ္စည်းတွေပဲသုံးမှုတယ်အဲ့လိုပဲအခုဒီ Delta ကတော့ကျွန်တော်တို့ Taiwan တင်နဲ့ဗမာပြည်မှာတွေ့ဘူးတယ်ဒီကုမ္ပဏီလည်းနာမည်ကြီးလာတယ် inverter တွေလည်းတွေ့ဘူးတယ်နော် Eaton မသိဘူးပြောရရင်ကိုမသိတဲ့ဒီထဲမှာတဝက်ကျော်ကိုမသိတာဖြစ်နေသိတဲ့ဟာလည်း PLC ကိုမသုံးဘူးတခြား electric ပစ္စည်းတွေပဲတခြား electronic ပစ္စည်းတွေပဲသုံးမှုတာရှိတယ်ဒီ Kia ဆိုရင်ဒီပညာမြင့်တယ်သူက sensor တို့ flow meter တို့အဲ့လိုဟာမျိုးတွေမှာ flow meter ဆိုလို့ရှိရင်ဒီတော်တော်လေးဒီပညာမြင့်တဲ့ flow meter တွေသူဥစားတွေသုံးမှုတယ် PLC တော့မသုံးဘူးသူ PLC မှာဆို KVCD တွေကတော်တော်လေးဟိုတွင်ကျယ်တယ်ပေါ့သူနာမည်မှတ်မိတာဆိုတော့နောက်က DLS ဆိုရင်ဒါပုံလည်းပြောရမသိဘူးကိုရီးယား maker နောက် Panasonic ဆိုရင် PLC ရှိမှန်းကိုတကယ်တော့ Panasonic ကဒီ brand တွေအားလုံးထဲမှာအဟောင်းဆုံးလို့ပြောလို့ရတယ်နောက်နှစ်အကြာဆုံးကျွန်တော်တို့မြန်မာပြည်မှာဟိုရနေ National Panasonic ဆိုပြီးတော့ဟလာကက်ဆက်တွေလျှက်စစ်ပစ္စည်းမျိုးစုံက Panasonic နာမည်နဲ့ကင်းတာမရှိဘူးရိုးအိမ်သုံးလျှက်စစ်ပစ္စည်းကစားဒီပညာတွေပဲမှာလဲသူ့တော့တခြား switch တွေ electric ပစ္စည်းတွေတော့သုံးပေမဲ့ PLC သူထုတ်လုပ်မှမသိဘူးဟိုမသုံးပြစ်ခဲ့ဘူးပေါ့နော်ဆိုတော့နောက်တစ်ခါဒီ Phoenix ကတော့ဒီဂျာမန်ကုမ္ပဏီဆိုပေမဲ့သူ့ရဲ့ PLC ကိုမသုံးဘူးပါဘူးဟိုနဲ့ hub တွေပါတယ် IT ပစ္စည်းတွေသုံးမှုတာတော့ရှိတယ်ဒီလောက်ပဲဒီကောင်ဆို pills မသိဘူးပုံလည်းပြောအဲ့တော့ကိုမသိတာတဝက်ကျော်တယ်ဝါကိုဆိုတဲ့တခြားပစ္စည်းပဲသုံးမှုတယ်ဟိုမသုံးဘူးတဲ့ဂျာမန်ကုမ္ပဏီတွေတော့များပါတယ်ဂျာမန်ဒီစက်မှုနည်းပညာမှာထိတ်ကတော့ပြင်းနေတာပဲထိတ်ဆုံးမှလည်းသူပဲအခုဒီနံပါတ်အောက်မှလည်းသူပဲထားပါတော့ကျွန်တော်တို့ပြောကြတာသူတို့ရဲ့ဒီထုတ်ကုန်တွေထဲမှာလည်းတန်တာဆိုဖင်လန်ကုမ္ပဏီထားလိုက်တော့သူတို့ရဲ့ထုတ်ကုန်တွေထဲမှာလည်းသူ့ model အလိုက်ရှိတယ်ပေါ့ဗျာဒါအမှတ်မဲ့ပါတခုခုဒီကြောင်ပြောဖို့ကျူစားနေရှာကြည့်ရတော့ဒီလိုပါလားငါသိတဲ့ကုမ္ပဏီကသိတဲ့ကုမ္ပဏီတွေတော့များများရှိတာပဲဆိုကျွန်တော်တို့ကကိုသိတဲ့ level တွေကကိုကုမ္ပဏီတစ်ခုရဲ့ကိုသိတဲ့ model တွေစကလုံးတွေချမှာပဲပြောဆိုနေရတာများတာဟုတ်တကယ်တမ်းကျတော့နော်ဒီကောင်ဆိုရင်ဒါစီမံရဲ့ဒီ PLC model တွေဖြစ်တယ်သူရဲ့ကျင်လည်တဲ့ level တွေနော်နောက်တစ်ခါ Allen Belly ဒီ model နာမည်တွေ
ကိုမသုံးဖို့တော့စိတ်နေမှာပဲကိုသုံးဖို့တဲ့ဟာကြတော့တချို့ပြောဆိုနေကြတယ်ဒီနံပါတ်တွေနဲ့ပြောကြတာပေါ့နော်ရှနေသားဆိုလည်းဒီလိုနံပါတ်တွေဒီလို model နံပါတ်တွေရှိမယ်Mitsubishi ကတော့သုံးဖို့တော့ယနေ့တော့တည်နေတာပေါ့ကျွန်တော်တို့ဟိုတော့ FXCD တွေသုံးရနေနောက်တော့ဒီ Message ရဲ့ ACD တွေတော်တော်ကြားတယ်ပြီးတော့အခုနောက်ပိုင်းကတော့ A တောင်းဒီမှာမတွေ့ရတော့ဘူးဒီ Q တို့ R တို့တွေဖြစ်ကုန်ပြီပေါ့Omron PLC နဲ့သုံးတဲ့လူတော်တော်သုံးမနေကိုကတိတ်မရင်နေဘူးအဲ့လိုပေါ့တစ်ခုစီမှာသူတို့ရဲ့ model brand တွေရှိတယ်ဆိုတော့အဲ့ရတယ်ကိုပြောချင်တာလဲပျောက်သွားမယ်ချုပ်ပြီးတော့ပြောရလို့ရှင်တော့ကိုမသိတဲ့ PLC model နာမည်တွေကအများကြီးရှိတော့လည်းပဲအခြေခံတော့ဒါပဲတခုတည်းပဲအားလုံးက relay ရဲ့အခြေခံနေပြီးတော့တွားကြတာဖြစ်တယ်အဲ့တော့ relay လုပ်ပုံအားလုံးသိတဲ့အတိုင်းပဲ relay က normal open normal close နဲ့လုပ်တယ်ဟုတ်လားဒီနဲ့ဆက်ပြီးတော့ကျွန်တော်ကရည်စင်လာလို့လည်းသဘောထားတာပဲရှင်းရှင်းပဲဗာလဲဟာပေါ့ကျွန်တော်တို့တော်တော်များများဒီ electro technology နယ်ပယ်မှာပဲဖြစ်ဖြစ်တခြားတဘာဝအထဲမှာပဲဖြစ်ဖြစ်ပေါ့လေကျွန်တော်တို့စัจ jin မဲ့နှစ်ခုတွန်တွဲပြီးတော့တိဆောက်ထားတာဆိုတာအားလုံးမှာအဲ့ဒီချက်ကတွေ့နေရတယ်ဥမာဒါလည်းပြောရင်လူတိုင်းသိပြီးသားကိစ္စပဲဘာလို့ဘယ်လိုနေကြီးကျယ်စကားဒီဗီဒီယိုတစ်ခုလောက်အောင်ပြောရတယ်ဆိုတော့ပုံပြတခါလေကျတော့အသက်လေးရလာတွေ့ကြုံရလာပြီကလေးစားတဲ့နောက်ကြောင်းပြန်ပြီးတော့အခြေခံပြန်စဉ်းစားကြည့်တဲ့အခါမှာပို့ပြီးတော့အဲ့ဒီတော့သတိမမူမိတာတွေစိတ်ဝင်စားလာစရာလေးတွေရှိတယ်ပေါ့နော်အဲ့ကကျွန်တော်တို့DC electric နဲ့ပြောမယ်ဆိုရင် plus minus ဒါအားလုံးသိတယ်ဟုတ်ပြီ minus မှာ motor car တွေပါဆိုminus ဆိုတာတသက်ကျိုးတော့မှာထားဟုတ်လား body as ပဲထားပြီးတော့တချောင်းထဲကနေသွားပြီးခုမှသွားဆိုတယ်သို့တော့ဒီကောင်မရှိလို့ရှိရင်ဒီကောင်လည်းမရဘူးသူအပြန်လန်မိကိုပြီးတော့ရက်တည်နေရတယ်ဒီဟာလေးကိုပြောချင်တာဟိုနေပါဠိစကားနဲ့ပြောပစ္စယောတွေပေါ့ဗျာနော်ပစ္စယောတွေနဲ့အပြန်လန်မိကိုနေရတာဒီ AC electric မှာဆိုအားလုံးသိတယ် phase နဲ့ neutral နဲ့ neutral ကတက်လည်းမလိုက်ဘူးဘာမှလည်း0ဆိုပေမဲ့သူမရှိသူလည်းရှိလို့မရအောင်သူတို့အပြန်လန်တွဲနေရဒါလေးကိုပြကြတာပါဆန့်ကျင်ပဲကြီးပဲမဆန့်ကျင်ရင်းနဲ့တွဲနေတယ်ဆိုတော့ဥစားပေါ့နော်ဘာကြီးကျယ်သဘောတရားတွေဒသနာတွေပြောသလိုလည်းဖြစ်မှာရီလဲရှင်ချင်းလေးရီပေါ့ဗျာတရားလေးကကိုလည်းရီရင်းနဲ့ဒီလိုလေးတက်လေးချရေးကြည့်လိုက်တဲ့အခါကျတော့ပြည့်စည်တွေမှာကြည့်လို့ကောင်းသွားတာပေါ့နောက်တစ်ခါ analog electronic ဆိုရင်တခုတစ်စုံလုံးနေလည်းပဲကြီးပတ်စတစ်ခုစီပဲဖြစ်ဖြစ် on off တွေပါ semiconductor ဆိုတာတော့သူကတစ်ပိုင်း on တစ်ပိုင်း off ပေါ့မျိုးတွေအလုံးလေးသိကြပါတယ်နော်ဒီလိုပြောလို့ရတယ် digital electronic ကျတော့စိတ်ဝင်စားစရာကောင်းလာပြီပုံက1အနေနဲ့ထားရင် off က0အဲ့ဒီ10တွေနဲ့ပဲကျွန်တော်တို့ကကွန်ပျူတာတွေဒီ IT level တစ်ခုလုံးက networking level တွေကဒီကောင်းလေးနဲ့သွားရတယ်10တွေနဲ့ဘယ်လိုဒါကအမှန်စရာကောင်းလာတဲ့တစ်ခုပေါ့နော်10နဲ့10set တွေနဲ့ပဲသွားနေတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ automation တို့ instrumentation တို့မှာရောကြည့်လိုက် automation ကတော့ခုနပြောတဲ့ relay အခြေခံပေါ့ဗျာ relay base နဲ့ပြောလို့ရတယ် instrumentation ကတော့ခုန pneumatic control ပေါ့ air control တွေဒီနှစ်ခုစလုံးမှာအရေးကြီးဆုံးအချက်နှစ်ခုက normal close နဲ့ normal open ပါဒီနေ့ဒီအကြောင်းပြောချင်တာကျွန်တော်ဒါလည်းလူတိုင်းသိပြီးသားကိစ္စကိုပဲအစပြန်ပြောစရာစကားမရှိစကားရှာပြောသလိုမျိုးတော့ဖြစ်တာမျိုးပေါ့နော်လူတော်တော်များများနိပညာအမြင့်နေခုနလိုဟုတ်လားဘယ်မော်ရဲဘယ်ဥစ္စာကိုဘယ်ကျိုးနဲ့တက်ပြီးတော့ဘယ် program ဆိုရင်ဘယ်လိုရေးမယ်ဆိုတာဒါမျိုးတွေမှာသိချင်ကြားချင်တာများပြီတယ်ကျွန်တော်တို့ဟိုအလယ်တန်းလောက်ကိုကလေးဟိုနေစီကိုအခြေခံစီကိုပြန်သွားခြင်းတဲ့သဘောဒီ normal close နဲ့ normal open ကြောင်းကျွန်တော်ပြောချင်မှာဘာကြောင့်ဆိုတော့ close open ဆိုတဲ့အင်္ဂလိပ်စကားကျွန်တော်တို့ကြောင်းတော့လျှက်စစ်ဌာနဆရာဦးသိန်းနိုင်ပြောသလိုအင်္ဂလိပ်စကားရဲ့ close နဲ့ open လျှက်စစ်နဲ့ဆိုပြောင်းမှန်ဖြစ်နေမှားနေတယ်ဆိုအဲ့တော့အဲ့ဒါကိုနားလည်ဖို့လိုတယ် on off လို့တုံးပြဿနာမရှိ close နဲ့ open မတုံးတော့ကောင်းတယ်တွန့်ဗမာလို့ဆိုလို့ရှိရင်လည်းမီးဖွင့်တယ်မီးပိတ်တယ်ဆိုအပိတ်တာကကျွန်တော်တို့အလုံးမလို့တာဖွင့်တာအလုံးလို့တယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်နေပြီနဲ့တကယ်တမ်းလျှက်စစ်မှာအဲ့ကောင်ပြောင်းမှန်ဖြစ်တယ်တိုးတော့အဲ့ပြောင်းမှန်သူ့ဘာသူပြန်တဲ့သွားတာရှိတယ်အခြေအနေတစ်ခုကြောင့်အဲ့ဒါ normal ဆိုတဲ့စကားကြောင့်ပဲဒါကိုဒီနေ့နည်းနည်းလေးပြောချင်တာပေါ့နော်စိတ်ဝင်စားစရာကောင်းမလားတော့မသိဘူးကျွန်တော်တွေးမိတာလေးကိုပြောချင်တာဒါပါတော့အဲ့အနေဆက်သွားရင် PLC မှာတော့ကျွန်တော်တို့ကတဘာဝ feature တို့ကြည့်မယ်ဆိုခုန normal close normal open လည်းပါလာပါပဲเนาะ automation အောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သို့တော့ PLC ရဲ့feature နှစ်ခုတော့ကျွန်တော် input နဲ့ output ကိုပဲအဓိကထားပြီးပြောချင်တယ်เนาะသို့တော့ input နဲ့ output က C လုံးလုံးကြီးချားနေတာတော့မဟုတ်ဘူးဒီ input တွေထဲမှာ normal close normal open ပါနေတယ် input တွေဒါအလုံးPLC နယ်ပယ်တဲ့လူတွေဆိုသိကြမယ်เนาะ input ထဲမှာဒါဒီနှစ်ခုအပြင်အများကြီးပဲဒါတွေရဲ့ single ဖြစ်မှုတွေပါလာတာဒါ set တွေ reset တွေပါမယ်များစွာပေါ့သို့တော့စိတ်ဝင်စားတဲ့ကောင်းတာဟောဒီ output တွေကပဲတစ်ခါပြန်ပြီး input ဖြစ်ပြီးတော့နောက်ထပ် output တွေကိုထပ်ထုတ်တာ
ဒီဖြစ်စဉ်ကြီးပဲပြီးရစီအောက်ပုတ်ကသူကြီးပဲသူတိုင်းနေတာမဟုတ်သူဟာလည်း input ပြန်ဖြစ်နေတာပဲဆိုလို့ input တစ်ခုကလည်းသူကတစ်ချိန်ကသူ output ဖြစ်ခဲ့တာဖြစ်နိုင်တယ်အပေါ်မှာကျွန်တော် jargon relay တွေကျွန်တော်သုံးတယ် M နဲ့သုံးတယ်ပေါ့ဒီ Mitsubishi program တွေမှာတော့အဲ့ဒီလို input output ရဲ့ဖြစ်စဉ်ကိုတို့စိတ်ဝင်စားကျွန်တော်အခြေခံဒါအခြေခံစီကိုတော့ဟာတာပေါ့လေနော်သူအဓိပ္ပာယ်နားလဲပြောရလို့ရှိရင်တော့ဒါတွေကတကယ် apply မှာတော့အရင်မကြည့်မသိလဲဘာမှတော့မဖြစ်ဘူးအဓိက program ရေးနိုင်ဖို့ပဲလို့ပြောလို့ရသို့တော့ကိုလုံးနေတဲ့လူတွေကဘာအဓိပ္ပာယ်လဲဘယ်လိုသဘာဝရှိလဲဆိုတော့သိဖို့အတွက်ဒါရေးတာပေါ့အော်ကျွန်တော်အောက်ကနည်းနည်းလေးရှောက်ကုတ်ပြီးတော့ပေါ့လေတခါကြောက်တယ်သိပ္ပံဆိုတာဟိုဝိဇ္ဇာသဘောနဲ့အနုပညာအသိပညာသဘောနဲ့လေ့လာလို့ရှိရင်နည်းနည်းလေးပြင်းစရာမကောင်းတော့ဘူးဗျကျွန်တော်တို့ဝိဇ္ဇာဘာသာရပ်တွေကိုလည်းသိပ္ပံစကားလုံးသုံးတာရှိတာပဲလေ political science ဆိုတော့ဟာလား social science ဆိုတို့က science အောင်ယူသုံးနေတာပဲတကယ်ဝိဇ္ဇာဘာသာရပ်အဲ့လိုပဲသိပ္ပံပညာကိုလည်းကျွန်တော်တို့ဥမာဟာလားပိဋကဆိုလို့ရှိရင် engineer အကြောင်းမှရှိမယ်တကယ်ကသူကဝိဇ္ဇာနယ်တဲ့ပြင်အသိနဲ့ခံစားမှုကိုသူကပိုဦးစားပေးတဲ့သဘောမျိုးရှိတာပေါ့လေဒါတော့ထားပါတော့စကားချက်အနေနဲ့ပို့သွားပြီပြောရင်လည်းအဲ့ဒါဒီ3 hours ဆိုမှလောကကြီး3ပါပေါ့ဗျာထားပါတော့ဒါခုပါကိုထည့်ပြီးနာမည်တက်လိုက်တဲ့တဲမှာကျွန်တော်တို့သိရတဲ့ကျွန်တော်တို့ရဲ့ကဘာဂျိုပေါ့နော်ဒီဟာတက်မဲ့ဩဃာလောကလို့ပြောရင်နေ့နဲ့ညနဲ့ပြောင်းလဲပြီးတော့သူဖြစ်စဉ်တခုဖြစ်နေတာပြီးတနည်းအားဖြင့်ပြောရင်အမောင်နဲ့အလင်းနဲ့အမောင်ပေါ့နော်နေ့ညအလင်းမောင်နဲ့ဒီဆန့်ကျင်ဘက်နှစ်ခုကတွန်တွဲပြီးတော့သွားနေတယ်ဒါဆိုလို့ရှိရင်ဒီတက်မဲ့ကဘာလောကတော့ထားလိုက်တော့သက်ရှိလောကဆိုရင်ဟောလူသားတွေတိရစ္ဆာန်တွေဆိုလို့ရှိရင်နော်ဒါတော့ဟိုပြောရရင်အခြေခံအဖို့နဲ့အမပေါ့နောက်ထပ်ပေါ်လာတွေကတော့ဒါဆွေးနွေးလို့သိမရှိပါဘူးဒါတကိစ္စပေါ့ဟုတ်ပြီဆိုလို့ရှိရင်ဒီ PSC တို့ automation တို့တွေမှာဘာလို့တရားတွေပါလာလဲဆိုတော့နောက်တစ်ဆင့်ထပ်ဆက်ချင်တာကြတော့ကျွန်တော်တို့အသက်ရှင်မှုကလည်း sequence တစ်ခုပေါ်မှာအသက်ရှင်နေတာဒီကောင်ပါလဲဆိုဒီဝင်လေထွက်လေပေါ့နော်ဒီအဆက်မပြတ် sequence တခုဟို control တော့ကိုလုံးနေတာပေါ့ဘုရားသခင်လုံးနေဆိုပြီးတော့ပြောခြင်းလည်းပြောလို့ရတာပေါ့ sequence နော်သူအလိုတော့ဒီတဘာဝရဲ့ဒီ sequence တစ်ခုပေါ်မှာဒီကျွန်တော်တို့က continuous sequence တစ်ခုပေါ်မှာရပ်တည်နေတယ်အဲ့ဒီဥစ္စာမှာပဲစင်ဆက်မပြတ်တယ်ကတော့ဘာသာရေးကိုပြောချင်လို့မဟုတ်ပါဘူးစင်ဆက်မပြတ်တဲ့ဖြစ်ပြပြောင်းလဲတဲ့ဖြစ်စဉ်လေးတွေရှိတယ်နော်ဆိုတော့ဝင်လေရဖြစ်ထွက်လေရပြက်ဆိုတာမျိုးတော့မဟုတ်အာနာပါနမှာဆိုတော့အဲ့လိုရှူတာမျိုးတော့ရှိတာပေါ့ဗျာအာနာပါနမှာဝင်တာဖြစ်ပြက်ဆိုတော့ဝင်ထွက်တော့တကယ်ကဝင်လေထွက်လေဆိုတဲ့ sequence ပေါ်မှာရှိနေတယ်လို့အဲ့ကြားထဲမှာပဲဒီဖြစ်ပြက်စင်တန်းပေါ်မှာဒီ living ကဖြစ်နေတယ်ဆိုတော့သဘောကဟိုနည်းနည်းပါးပါးဒီလိုဘက်ကိုစိတ်ဝင်စားဖို့တဲ့သူတွေဆိုလို့ရှိရင်ဒီကောင်သိလိမ့်မယ်ဆိုတော့ဒီနယ်ပယ်တွေနဲ့လာပြီးကျွန်တော်ဆက်တွေးမိလာတယ်ဗျာဒါအသက်ရလာလို့လားမသိဘူးအဲ့ဒါကြောင့်ဒီ normal ဒီနေ့ဆိုရင်ဒီခေါင်းစဉ်ကဟုတ်လား PSC နဲ့ဖြစ်တဲ့သဘောတရားပါညာဆိုပြီးတော့ခက်ကြောင်ကြောင်နာမည်တက်မလားလို့ဟိုစဉ်းစားမိသေးတယ်တော့ကိုယ့်ဘက်ကိုရည်စရာကောင်းပြီးတော့အမျိုးသမီးကလည်းရည်ပြီးတော့ပေါက်ကြရတယ်ဟိုပြောနေပါတယ်လူတွေကြည့်ရတဲ့သူတွေလည်းအားနာတာပေါ့အဲ့တော့ normal close နဲ့ normal open အကြောင်းပဲကျွန်တော်ပြောမယ်တကယ်ကတော့ normal close normal open ဆိုတာသိမဟုတ်ဘူးခုန normal ဆိုတဲ့စကားတော့အရေးကြီးတာနော်ပုံမှန်အဖြစ်ဆိုတော့အဓိပ္ပာယ်ရမယ်တကယ်တော့ဘာလဲ normal ဆိုတော့ဘာမှမရှိတဲ့အခြေအနေကိုပြောတာ normal ဆိုတာနော်သို့တော့အဲ့ဒီ condition ကပြောင်းသွားတာနဲ့ normal မဟုတ်တော့ဘူးဆိုတာနဲ့သူ abnormal ပေါ့ဗျာပြောအပြင်တော့တုံးကြတာပေါ့ normal မဟုတ်ဆို abnormal ကိုတုံးကြတော့normal မဟုတ်တဲ့ condition ဖြစ်သွားတာနဲ့ဒီကောင်လေးပြောင်းပြန်ဖြစ်သွားတာ NC က NO ဖြစ်ပြီး NO က NC ဖြစ်တယ်ဟုတ်ပြီဒါလေးကိုကျွန်တော်တို့ကမြင်တောင်လို့ဒီစာနဲ့ဇာတ်အဲ့ရွယ်ကြည့်နေတာမဟုတ်ပဲစကားရွယ်နားထောင်နေတာမဟုတ်ပဲねကျွန်တော်တို့မြင်ကွင်းလေးတစ်ခုနဲ့ကြည့်အောင်အဲ့ဒါဆိုတော့ဟုတ်ပြီဒီဘယ်ဘက်က relay ရဲ့တကယ် mechanism လှုပ်ရှားမှုပါနော်ခြုံငုံပြောရင်ဒီ coin တွေကိုသူသတ်မှတ်ပို့အားပေါ့လေ24ပို့ပဲဖြစ်ဖြစ်100ပို့200ပို့ပဲဖြစ်ဖြစ်ဝင်လာတဲ့အခါမှာ coin က magnetic အားဖြစ်လို့ဒီလှုပ်ရှားနိုင်တဲ့ variable ဖြစ်တဲ့သူရဲ့ contact point လေးကိုဆွဲယူလိုက်တယ်နော်သူဆွဲယူမှုနဲ့ဒီလှုပ်ရှားမှုကဒီဘက်မှာရှိတဲ့သူ့ဆက်ယူမဲ့ contact point နှစ်ခုစီကိုဟိုဘက်ဒီဘက်သူကဆက်နေတယ်နော်အဲ့ဒီမှာပါသူကနာမည်ပေးတဲ့အခါကျတော့ဒီကောင်ကို normal close လို့ပေးထားတဲ့ NC ဒီက normal open လို့ပေးတာဘာကြောင့်အဲ့မှာ normal close normal open ဖြစ်တာလဲဒါတွေကလူအားလုံးနားလဲပြီးသားဆိုပေမဲ့ကျွန်တော်တို့ရိုးရိုးလေးကိုပဲပြန်ပြီးတော့အခြေခံကြတွေးကြည့်အောင် normal ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ဘာလဲဆိုတာအဲ့ဒါနဲ့လာမှာ normal ကဘာမှမရှိတဲ့အခြေအနေကိုပြောတာဘာမှတက်ရောက်မှုပယောဂမရှိတဲ့သူဟိုလက်စစ်အနေနဲ့ဆို off ဖြစ်နေတဲ့အခြေအနေပေါ့ off ဖြစ်နေတဲ့အချိန်လက်စစ်မဝင်တဲ့အချိန်မှာ
ဒီဘက်နဲ့ဆက်နေတာတကယ်က close ဖြစ်နေတာနော်လက်စစ်တအားဝင်လာတော့မှသူကစောစောက open ဖြစ်တဲ့ကောင်နဲ့လာဆက်တာတနည်းအားဖြင့်ဒီလက်စစ်တအားဝင်လိုက်တယ်သို့မဟုတ်ပယောဂတစ်ခုအပြင်ကနေပြီးတော့တက်ရောက်လိုက်တဲ့အခါမှာကျတော့ open က close ဖြစ်သွားပြီးတော့ close က open ဖြစ်တာပြောချင်တာအဲ့ဒီပြောင်းပြန်ကျွန်တော်တို့အင်္ဂလိပ်ဘာသာစကားနဲ့လျှက်စစ်ရဲ့ဘာသာစကားအဲ့ဒီနေရာမှာတော်တော်လေးကိုလွဲနေတာအင်္ဂလိပ်စကားနဲ့မဟုတ်ဘူးဗမာစကားတခြားဘာသာစကားတော့သူပဲလျှက်စစ်မှာကကျွန်တော်ကမီးဖွင့်လိုက်ဟေးဆိုဟာလား open တဲ့ switch switch on အဲ့ကြတော့ on off နဲ့တုံးတာများပါတယ်เนาะ open close နဲ့တော့ပြောလို့ရှိရင်မိဖွင့်လိုက်ဖွင့်တယ်ဆိုတဲ့စကား open က on နဲ့ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပြီးတော့ close က off တယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်အဲ့လိုဆိုရင်ပြောင်းပြန်ဖြစ်တယ်တကယ်တမ်းက on off လို့တုံးတော့မမှားဘူးပေါ့နော် open close နဲ့တုံးမယ်ဆိုရင်တကယ်က open ဆိုတာအဆက်ပြတ်နေလျှက်စစ်မှာအလုံးမလွတ်တာ close ကအလုံးလွတ်တာဆက်နေတဲ့သဘောက close ဒါပေမဲ့ဘာဖြစ်လို့အခွင့်ပေးကသူကလည်းမှန်သွားတယ်လဲဆိုတဲ့ခါကျတော့သူကဒီ normal condition နဲ့ normal မဟုတ်တဲ့ condition တခုခုတက်ရောက်တယ်တကယ်တခုခုဆိုလည်းတခြားမဟုတ်ဘူးဒီမှာတော့လျှက်စစ်ပေါ့နော်လျှက်စစ်ကတက်ရောက်လာတဲ့ခါကျတော့ခုန condition ကပြောင်းပြန်ဖြစ်သွားတာအဲ့ဒါကြောင့်ငကူက open ဟနေတဲ့အလုံးမလို့တဲ့ကောင်ကအလုံးဆက်လုပ်ပြီးတော့ငကူကဆက်နေပြီးတော့ဆက်နေတဲ့ကောင်ကပြတ်တောက်သွားပြီးတော့အလုံးမလို့တော့ပိတ်သွားတာအဲ့ဒါကြောင့်သူကသူတခါ open ကအလုံးလုပ်ပြီးတော့ close ကအလုံးမလို့တော့တာဖြစ်သွားတာအမှန်ကတော့ပြောင်းပြန်ဖြစ်သွားတာတကယ်ဟုတ်ပြီဒါဟိုဒီဘက်ညာဘက်မှာ electrical နည်းနဲ့မြင်အောင် circuit လေးနဲ့ဆွဲကြည့်တဲ့အခါကျတော့ခုနဒါပါပဲဒီဟာအတူတူပဲသဘောတရားကိုဒီဘက်ကို circuit လေးနဲ့ဆွဲကြည့်တဲ့အခါကျတော့ဒီကောင်လေးဒီခလို့လေးမဖိတဲ့အချိန်နော် on မလို့တဲ့အချိန်က normal condition အဲ့ဒီ normal အချိန်မှာဆိုရင်ဒီကောင် close ပဲနဲ့ဆက်နေတာဒီခလို့လေးဖိလိုက်တဲ့တက်ရောက်မှုတစ်ခုပြင်ပ normal မဟုတ်တဲ့နော် abnormal condition ပေါ့ normal မဟုတ်တဲ့ condition တစ်ခုဝင်လာတော့မှဒီ close ကပြောင်းပြန်ဖြစ်ပြီးလွတ်သွားတယ် open ဖြစ်သွားတယ် open က close ဖြစ်တယ် open နဲ့ close ဆိုတာကတေးကြီးတွေသူကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူးသူက condition normal မဟုတ်တဲ့ condition နှစ်ခုမှသူတို့ကပြောင်းပြန်ပြောင်းသွားတာ relate တာပဲဒါကိုပဲသိဖို့လိုတာနော်အဲ့တော့အခုကကျွန်တော်တို့ကဒီပုံအရဆိုလို့ရှိရင် open အဖွင့်ဆိုတာဘက်မှာမေးသည်တက်ထားတယ်ဒါဟိုပါပဲ common လေးပါပဲဟိုဒီတိုင်းပဲသုံးပါတယ်အပြင်မှာလဲဒီတိုင်းပဲသုံးကြတဲ့အခါကျတော့เนาะအခြေခံမဲ့ဒီတိုင်းပဲသုံးတယ်ပေါ့လေ program မှာကျတော့ပြောင်းပြန်သုံးရတယ်လည်းရှိတယ် automation မှာကျတော့တကယ်ပြင်မှာကျွန်တော်တို့ဟလာအိမ်မီတို့ဘာလို့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်သူကငကိုအခြေတင်မှာဟာနေပြီးတော့လက်စစ်သို့မဟုတ်လူရဲ့လက်ကတက်ရောက်လိုက်တဲ့အချိန်မှာကျတော့သူကဟာနေတဲ့ဟာထိသွားတယ်တနည်းအားဖြင့် close ဖြစ်သွားတယ် open က close ပြောင်းသွားတဲ့အချိန်မှာမီလင်တာတကယ်လို့ဒီမီကိုဒီ common နဲ့ဒီဘက်က channel ဆက်ထားမယ်ဆိုရင် close မနှိပ်တဲ့အချိန်မှာလင်းပြီးတော့ close နှိပ်တဲ့အချိန်မှာလင်းပြတ်သွားမှာဒါနော်ပြောင်းမယ်ဖြစ်သွားမှာဆက်တဲ့အပေါ်မှာပဲ module ပြောင်းမယ်ဖြစ်သွားတာ automation မှာကျတော့အဲ့နှစ်ခုစလုံးသုံးပါတယ်နော်ဘက်ကဒီဘက်ကသုံးတယ် relay မှာလည်းဘက်ကဒီဘက်ကသုံးတယ်အများသောအားဖြင့်ကတော့ဖြတ်ချင်တဲ့အချိန်မှာက normal close connection မှာဆက်ထားပြီးတော့လက်စစ်လက်ဝင်လာတဲ့အချိန်မှာဖြတ်ချဖို့နော်တခုခုဝင်လာတဲ့အချိန်မှာ on ဖြစ်တဲ့အချိန်မှာဖြတ်ချဖို့သုံးတာ normal မှာ close နဲ့ထားတာဒါပိတ်ဖို့အတွက်သုံးတယ်ဖွင့်တဲ့ဥစ္စာဘက်မှာကျတော့ normal မှာ open ထားပြီးတော့တစ်စုံတစ်ခုတက်ရောက်လက်စစ်တက်ရောက်သို့မဟုတ် on တဲ့အခြေအနေမှာသူကဆက်သွားတယ် close ဖြစ်သွားပြီးတော့မှအလုပ်လုပ်ဒါကိုပြောတာအဲ့တော့ပြောချင်တာတော့ဘာသာစကားအရာက close နဲ့ open ကပြောင်းပြန်ဖြစ်နေတဲ့ဥစ္စာကဘာလို့ပြန်တက်သွားလဲဆိုတော့ normal connection နဲ့ normal မဟုတ်တဲ့ connection ကိုပြောင်းသွားတာကို on လို့ခေါ်တယ်အလုပ်လုပ်တဲ့ connection ဖြစ်တဲ့အတွက်ပြောင်းပြန်ဖြစ်ပြီးတော့ပြန်တက်သွားတာပြောချင်တာအနှုတ်နဲ့အပေါင်းဖြစ်သွားတာဒီဟာကိုဘာလို့အသေးစိတ်ပြီးရေးလို့ပြောနေရတာလဲဆိုတော့တခါတလေ program ခက်ခဲတဲ့ program ကိုနည်းနည်းဆိုင်စဉ်းစားတဲ့အခါကျရင်အဲ့ဒီကောင်ပြန်လည်သွားတတ်တယ်ကြောင်သွားတတ်တာမျိုးခဏရှိတယ်ဒါ program ဒီ PSC နဲ့ program တကယ်ရေးနေရတဲ့သူတွေသိလာမယ်တိတ် close open နဲ့တိတ်များလာတဲ့အခါကျတော့တခါလေကိုယ့်ရည်ရွယ်ချက်နဲ့ကိုတကယ်လုတ်လိုက်ပြီးရေးလိုက်မိတာပြောင်းပြန်ဖြစ်သွားတာမျိုးကရှိတတ်တယ်သူအသားကျသွားတဲ့အခါကျတော့လည်းအဲ့လိုသူ့ဘာသူလက်ကပါသွားတာမျိုးလည်းရှိတယ် open နဲ့ close အောင်တိတ်စဉ်းစားပြီးတော့ဒါဆိုဒါပဲဒီကောင်နဲ့ဖြတ်မယ်ဒီကောင်နဲ့ဆက်မယ်ဒီကောင်ထည့်မယ်သူ program မှာအသားကျသွားရင် open နဲ့ close ဆိုတာမစဉ်းစားတော့ဘူးတိုးတော်လည်းအဲ့ကောင်ကတကယ်တမ်းမသိစိတ်ထဲကသူဟိုဘာသူဘယ်လိုပြောမလဲ record လုပ်ထားပြီးသားဖြစ်နေလို့ဟုတ်ပြီတော့ကျွန်တော်ဒါကိုနောက်ထပ်မြင်လာတဲ့ဟိုဟာလေးတစ်ခုနဲ့ကျွန်တော်ထပ်ပြီးတော့ကြည့်အောင်ပုံစံတစ်မျိုးနဲ့နော်
နားလေးပြဂျပန်ဘာသာစကားဖြစ်နေတဲ့အခါကျတော့ကြည့်ရတာနည်းနည်းတော့ရှုပ်မယ်ခုနလိုပဲသူက GIF file လေးနဲ့ပြထားတဲ့ဟာလေးတွေရှာတော့ကြည့်ရမှတ်ရတာနည်းနည်းလွယ်ကူတယ်ကျွန်တော်တစ်ချက်လောက်ဘာသာပြန်ကြည့်လိုက်မယ်ဟုတ်ပြီဆိုလို့ရှိရင်နော်ဒီမှာ contact ပုံစံလေးတွေရှိတယ်။GIS control symbol ဆိုတာတော့ဂျပန် international standard ကိုပြောတာနော်။အဲ့လို contact ကဒီပုံစံပြတယ်။ဒါကိုကျွန်တော်တို့က A contact လို့လည်းဂျပန်မှာသုံးတယ်။ဒါကြောင့်ဒီကောင်ဘာသာပြန်တာနည်းတော့ကြောက်တယ်။ဒီမှာ A contact ဒီကောင် B contact ဒီကောင် C contact ဆိုပြီးသုံးမှာ။ NO A လို့ခေါ်တာနော်ဒီကောင်ဒီနေရာမှာ A ဖြစ်မှာ normal open ကABC ကဗမာ P နဲ့အခြား PLC နယ်ပယ်မှာတော့ ABC သုံးမသိဘူးဂျပန်မှာက A setting B setting ဒီလိုသုံးတယ် C ကတော့ setting နဲ့တိကျမသုံးမနဲ့ဒါသိအောင်ထည့်ထားတာပေါ့နော် contact ကိုပြောတာ setting နဲ့သုံးတာအဲ့တော့ဒီကောင် normal open normal close common ပေါ့ common တော့ဟိုဘက်ကဒီဘက်ကောဒါတွေကသူဒီဟာကိုပဲထပ်ခါဘာသာပြန်လာတာဒီကောင်တော့တစ်မျိုးခေါ်တာရှိတယ်ဟာဒီကောင် make contact လို့သုံးပြီးဒီကောင် break contact လို့သုံးတာရှိတယ်ဒါအကြောင်းသင်ခန်းစာတွေမှာဒီလိုစလုံးမျိုးကြားခဲ့ဘူးတယ်သို့တော်လည်းပြင်လောကမှာတော့တိတ်မသုံးဘူးပေါ့လေဒီကောင်တော့ transfer contact လို့သုံးတယ်သူကတော့အလေကောင် common ပေါ့ဟုတ်ပြီဒီနောက်ထပ်ခေါ်အသုံးနှုန်းရှိတယ်ဒီကောင် single throw double throw လို့သုံးတယ်သူကတော့ဒီဘက်ကိုလည်းသွားတယ်ဒီဘက်ကိုလည်းသွားတယ်ပေါ့ဟာပါတော့ဒီဇာတ်ရတကယ်ပြောချင်တာဒီပုံလေးတွေကိုခုနအမြင်နဲ့ခုန relay ကိုကြည့်ထားတဲ့အမြင်နဲ့ကျွန်တော်ဒီပုံလေးကိုပြန်ကြည့်ရအောင်အတူတူပဲနော်လိလွတ်ထားတဲ့အချိန်က normal open အချိန်မှာ open ဖြစ်နေတဲ့မိကပိတ်နေတယ် open ဆိုတကယ်ကအလုံးမလို့တာဟာတယ်လျှက်စစ်အနေအပြင်အလုံးမလို့တာဒါပေမဲ့လို့နှိမ့်လိုက်တဲ့အချိန်မှာလျှက်စစ်အနေအပြင်အလုံးလို့တယ်အပြင်မှာတက်ရောက်မှုတစ်ခုရှိတဲ့အခါကျတော့မိကလင်းသွားတယ်အလုံးလို့ circuit တစ်ပတ်ပြည့်သွားတယ်တကယ်တော့လက်ကတက်ရောက်လိုက်တဲ့အတွက် open က close ဖြစ်သွားလို့မိလင်းတာဒီမှာကျတော့ပြောင်းမြန်သူ့ငကိုက close connection ဖြစ်နေတဲ့အတွက်ငကိုလက်လွတ်ထားတဲ့အချိန်မှာမိကလင်းနေတယ်နော်ပြန်မတက်ရောက်လိုက်တဲ့အချိန်မှာ close က open ဖြစ်သွားတယ်ဟာသွားတဲ့အတွက်မိပိတ်သွားတယ်ဒီနှစ်ခုပြောင်းမြန် condition ပါဟုတ်ပြီအဲ့ဒီနှစ်ခုပဲခုန C type က common type နဲ့ပြန်ပြီးတော့ကြည့်တော့ဒီဘက်ကဘယ်ဘက်ကပုံအပေါ်ရောက်သွားမယ်ညာဘက်ကပုံအောက်ရောက်သွားတယ်ရှင်းကြည့်လို့ရပါတယ်ငကိုနေတာမှာ close ဖြစ်တယ်မိပိတ်တယ်ငကိုနေတာမှာ close ဖြစ်တယ်မိပွင့်တယ်ပြင်ပတက်ရောက်မှုရှိတဲ့အချိန်ဒါမှမဟုတ် on တဲ့အချိန်ပေါ့လေ on လို့ပဲလွယ်လွယ်သုံးပါမယ် on လိုက်တဲ့အချိန်မှာ open နဲ့ဆက်ထားတဲ့ကောင်ကမီလင်နဲ့ close နဲ့ဆက်ထားတဲ့ကောင်ကမီပိတ်သွားတယ် on လိုက်တဲ့အချိန်မှာဒီအချိန်လေးနှစ်ခုပဲဒါတွေပဲအမျိုးမျိုးပြန်လှန်ပြောင်းနေရင်လည်းကျွန်တော်တို့ programming ကဖြစ်လာတယ်ဟုတ်ပြီအဲ့ဒါဆိုဟုတ်ပြီဒီဟာလေးနဲ့ကြည့်ကြအောင်ပြင်စစ်အခြေခံကျွန်တော်တို့အခြေခံ circuit ကဒီလိုပုံစံမှာပဲเนาะဒီ start ဆိုတဲ့ primary press button မှာဒီကောင် A setting လို့ခေါ်ပါတယ်ဒီက A ပေါ့เนาะ normal open ဒီကောင်က stop press button ကြတော့ stop ကြတော့ဒီသင်္ကေတလေးပါတယ်သူတောင်းပြအမြင်လေးပါတယ်အဲ့ဒီကောင်က close ပါเนาะ normally close ဘာမှအခြေအနေမရှိတဲ့အချိန်မှာ तू က close ဖြစ်နေတဲ့ကောင်ကဆက်ထားတယ်ပေးတဲ့သဘောပေါ့ပြီးရင်ကျွန်တော်ဒီ step အခု million နဲ့ step 3ကိုတင်းနဲ့3လေးခွဲပြီးတော့ပြောပါမယ်ကျွန်တော်နံပါတ်ခေါ်ပေးပြီးတော့ဒီကောင်တော့ output ပေါ့ကိုလိုချင်တဲ့ output ဆိုတာကတော့ motor relay ကိုပဲသွား motor ကိုပဲသွား bell ကိုပဲသွားเนาะ input တွေဘက်မှာတော့ကျွန်တော်တို့ကဘာတွေရှိတယ်ဆိုတော့အားလုံးသိတဲ့အတိုင်း PLC မှာဆိုလို့ရှိရင်ဒါ input ကတော့ press လူကနှိပ်တဲ့ press button တွေရှိမယ်တခါ geodetic graphic operation ကနေပြီးတော့ touch panel နဲ့နှိပ်လို့ရတာတွေရှိမယ်နောက်က sensor တွေရှိမယ် limit switch တွေရှိမယ် condition အမျိုးမျိုးကိုထည့်ပေးနိုင်တဲ့ဥစ္စာ input ပေါ့အဲ့ဒီကောင်တွေက PLC ရဲ့ input ဘက်ကိုသွားတယ်ဥမာ Mitsubishi မှာဆို X ပေါ့ X ဘက်ကိုသွားပြီးတော့မှ output က Y နဲ့ထွက်လာတယ် output Y နဲ့ကြတော့သူလှုပ်ရှားမှုလုပ်တဲ့ mechanism ဘက်ကိုသွားတယ် mechanical ပစ္စည်းတွေဘက်ကိုသွားတယ်ခုနက motor တို့ relay လဲပါဝင်ပါလေ relay ကတစ်ဆင့်သွားနောက်တစ်ခါ magnetic coil တွေကိုသွားမယ် magnetic conductor တွေကိုသွားမယ်နော်နောက်က timer တွေ counter တွေသူလှုပ်ရှားမှုလုပ်မဲ့စီကိုပေါ့နော် bulb တွေဒါတွေစီကိုသွားပေးတယ် air bulb တွေသွားပေးတယ်အခုဒီဖြစ်စစ်မှာဆိုလို့ရှိရင်ကြည့်မယ်ဆိုပထမအဦးဆုံးဘာမှမရှိတဲ့အချိန်တွေကအဲ့ဒါ stop button ရဲ့မီးလေးတစ်ခုတည်းလစ်နေတဲ့အချိန်အဲ့ဒါအစပဲနော်အဲ့ဒီအချိန်ကနံပါတ်1 2 3 4ခုပဲရှိတဲ့ step ကျွန်တော်1နဲ့3လေးပြန်ခေါ်ပြပါမယ်1
1 3 4ပြောရရင်နံပါတ်2ကဘာလဲဆိုတော့ဒီခုနကြည့်ထားတဲ့ပုံလေးတွေကလိုပဲလက်နဲ့ press button ကိုနှိပ်လိုက်တာနှိပ်လိုက်တဲ့အခါကျတော့ तू ကငကိုတွေကဆက်ထားပြီးသား stop ပတ်မှာက close ဖြစ်တဲ့အတွက် तू ကဘာမှမတက်ရောက်ကြရခင်ကြရ तू ကဆက်ထားပြီးသားဖြစ်တဲ့အတွက်ဒီဘက်ကလည်းဆက်ပေးလိုက်တော့နှစ်ခုစလုံး close ဖြစ်သွားတာပေါ့အမှန်မှာတော့နှစ်ခုစလုံး close ဖြစ်ပြီးတော့ဒီ choir ကလင်းသွားတယ်နော်အဲ့ဒီ तू choir လင်းတဲ့အချိန်မှာ तू ဝင်ပြီးဆိုတာနဲ့ तू ကတခါ input ပြန်ဖြစ်တယ်ဘာလို့ပြန်ဖြစ်လဲဆိုတော့ဒီကောက်မှာရှိတဲ့ A setting သူ့မှာရှိနေတဲ့ခုန normal open condition တွေက normal close ကိုပြောင်းလာပြီးဆက်ပေးလိုက်တဲ့ခါကျတော့ तू honor နဲ့ तू ကလိုက် on တယ်အဲ့ဒီကောင်ကသူ့ကိုသူပြန်ဖမ်းထားတာเนาะဒီဟာအရေးကြီးဆုံးပဲဒီ automation မှာဘာလို့ရှိရင်ဒီကောင်က automation system မှာကျွန်တော် toggle switch လို့အသေး switch တွေမသုံးအိမ်မီခလို့မှသာနှိပ်လိုက်လို့ရှိရင်အသေးဖြစ်သွားတာသုံးတယ်ဒီကောင်ကကျတော့နှိပ်တဲ့အချိန်မှာပဲ link လို့လက်ပြန်လှုပ်လိုက်တာရင် तू ကရက်တော့သို့တော့ तू ရက်တာနဲ့ तू မရက်ဘူးဘာလို့မရက်လဲဆိုတော့ဒီကောင်ပြန်ဖမ်းထားလို့သူ့ရဲ့ဒီ normal open condition တခုကို तू ကပြန်သုံးလာပြီးတော့ तू ကနေတစ်ဆင့်ယူထားတဲ့အခါကျတော့ relay လည်းဒီတိုင်းပဲဒီ coin ကိုဝင်လာပြီးတော့သူ့ coin နဲ့သူပြန်ဖမ်းထားရင် PLC မှာလည်းဒီတိုင်းပဲเนาะcondition တစ်ခုကနေပြီးတော့ဝင်လာပြီးတော့ဒီ output ထွက်လာတယ်အဲ output ကိုယာယီပဲဆိုလို့ရှိရင်လွတ်ထားရင်ရတယ်ဒီ condition ပျောက်တာနဲ့သူကပျောက်သွားပြီသို့တော့သူ့ကိုဆက်ပြီးတော့ပြန်ဖမ်းထားခြင်းလို့ရှိရင်အဲ့တော့ပြန်ဖမ်းထားပြီးတော့သူမြဲနေတာအခုဒါဆိုအလုံးပြန်ပျောက်သွားတာဘာကြောင့်လဲဆိုတော့ဒီကောင်ကိုနှိပ်လိုက်လို့နံပါတ်1မှာဆက်နေတဲ့ခေါင်းကိုနှိပ်လိုက်တဲ့အခါကျတော့ဒါ stop ပြီးပြီးနှိပ်လိုက်တဲ့အခါမှာအလုံးပြန်ပျောက်သွားသူကကြတော့ပြောဖြတ်ပလိုက်တာလေသူက open ပြောင်းသွားပြီဆိုတော့ဒီ output နဲ့ input ကြားမှာအဆက်အသွယ်မရှိတော့ပြတ်သွားတာဒါပဲအဲ့တော့ပြန်ပြောရရင်ဒီက1 2လင်းပြီး3 4အနှစ်နဲ့3နဲ့ကြာတကယ်တစ်ဆက်တည်းဖြစ်တာနော်နှစ်ဝင်ပြီဆိုတော့သူပြောက်ပြီးတော့သူပဲကြံခဲ့တာမှန်ပါလေဒီဖြစ်စဉ်လေးဒါကခုနတော့ circuit လေးတွေကိုတစ်ဆင့်ချင်းပေါ့ mechanical ပုံစံ relay ပုံစံနေပြီးတော့ကျွန်တော်တို့ circuit ပုံစံလေးနဲ့ခုနကြည်လာခဲ့တယ်တစ်ဆင့်ချင်းဟလာဒီကောင် mechanical relay လှုပ်ရှားမှုကိုကျွန်တော်တို့ဒီခုနဒီ circuit ပုံစံလေးနဲ့ကြည်လာတယ်ဒီဖြစ်စဉ်ပဲเนาะဒီဖြစ်စဉ်တော့တစ်ခုရှိတာပေါ့ဒီမှာတော့ switch ကိုတစ်ခုချင်းပဲပြတယ်ခုန PLC circuit မှာတော့switch on and off switch ကိုသူရှင်းပြီးတော့တုံပြလိုက်တာအဲ့ဒါလေးကွာသွားတယ်နော်ဒီဟာပဲဟုတ်ပြီအဲ့တော့ normal close normal open ကိုနားလည်သွားပြီဆိုရင်တော့ PLC အခြေခံကိုနားလည်ပါပြီဒါတွေကတီးပြီးသားတွေလည်းဖြစ်နေနိုင်ပါတယ်သို့တော့အခြေအနေတစ်ခုဟာ normal ဟုတ်ချင်း normal မဟုတ်ချင်းပေါ်မှာပဲဒီ close တွေ open တွေကပြောင်းပြန်ဖြစ်သွားပါတယ်ဆိုတော့သိလို့ရှိရင်ကျွန်တော် program ရေးတဲ့အခါမှာကြောင်သွားတာတို့လဲသွားတာတို့ထိနေမှာသို့တော့လည်းတိတ်အသားကျသွားတဲ့အခါမှာကြောက်လဲဒါကတော့မရှိတော့ close တွေ open တွေတော့တိတ်မစင်စားတော့ဒီကောင်ဖွင့်မယ်ဒီကောင်ထည့်မယ်ဒီကောင်နဲ့ဖြတ်မယ်ဒီကောင်နဲ့ထည့်မယ်ဒါနဲ့ပဲကွာအသားကျပြီးသားရေးသွားတဲ့အခါကျတော့လေ close open ဆိုတော့မေ့သွားတာပေါ့အဲ့လိုဖြစ်ဖို့အသားကျဖို့အတွက်ဆိုတာ close တွေ open တွေများစွာကိုတေချာဘယ်လိုပြောမလဲဒီ record ကိုမသိစိတ်တယ်မှာ record တခါတည်းဝင်လာတဲ့သဘောဖြစ်ဖို့လိုတာပေါ့ဗျာနော်ဒါဆိုရင်တော့ဒီနေ့ကဒီလောက်ပါပဲကျွန်တော်ပြောတာထွေရလေးပါဟိုရောက်တည်းရောက်လဲရောက်တာတွေရှိတယ်ပြပြစိတ်ရှိခြင်းနဲ့နောက်ထောင်ပေးတာကိုကျေးဇူးတင်ပါတယ်နော်အားလုံးတိုင်းပြည်ရဲ့အခြေအနေကောင်းတဲ့ဝမ်းနည်းစရာခါသီးတဲ့ကြုံတွေများစွာတယ်မှာပဲကျွန်တော်တို့ဒီပညာပိုင်းနဲ့ပတ်သက်တာလေးတွေတောင်းနေတော့ share နဲ့ဒီလိုပဲဖြတ်တန်းကြတာပေါ့ဆူတောင်းနဲ့ဖြတ်တန်းကြတာပေါ့အားလုံးကျွန်မချမ်းသာပြီးဘေးကပ်နေခင်းကြပါစေဗျာဟုတ်ကဲ့နောက်ထပ်ကျွန်တော်၄နှစ်မကြောက်နောက်ထပ်နော်၄နှစ်လည်းမကြောက်ထပ်ပြီးတော့တခုခုပြောစရာဗီဒီယိုလုပ်နိုင်အောင်ကြိုးစားပါအောင်မယ်နော်လေးလာတော့နောက်ထပ်၄နှစ်ဆိုရင်လည်းပြင်ဆင်ရပါပြီတော့အဲ့ကြမှာပဲပို့ပြီးတော့ဗီဒီယိုလုပ်ဖြစ်မလားတော့မသိဘူးလေးလာ၄ဘက်အတွင်းမှာဗီဒီယိုထပ်လုပ်ဖြစ်အောင်ကြိုးစားပါမယ်ဒါပါပဲခင်ဗျာနှုတ်ဆက်ပါတယ်